သဘောယူနဲ့ဒီငပိကိုရောင်းတယ်ကြစ်လက်တယ်ဦးလေးကနှလုံးသုံးလုံးအရက်ဘီယာတော့ကတော့ဘာမှမလုပ်ဦးလေးချမ်းသာခြင်းနဲ့ဒီလိုလုပ်ငန်းတွေကိုတိုးချဲ့ခြင်းနဲ့တနေ့တာတနေ့ပဲသမီးဒါပေမဲ့ငပိကဒီနေ့မနှက်ဖန်တပတ်ခါအတွက်ထားလို့လဲမပုတ်မသိုးငပိကအစိမ်းတောင်မှဆိုတစ်ပေါက်မှကောင်းတာအနည်းဆုံး6လနှက်ထားမှဒီငပိကနှက်တာနောက်တော့ကြို့ဒီလိုမီးနန္ဒာနဲ့သူဘောမန်းစုပြီးကြိုချက်ပြီးသွားရင်လဲတပတ်10ရက်ထားလို့ဘာမှမဖြစ်ဘူးမင်္ဂလာပါသမီးဟုတ်ဒါကြတော့မပြီးချက်ပေါ့နော်သမီးငါးငပိချက်ပေါ့ daily အတွက်ပဲတနေ့စာအတွက်ပဲလုပ်ထားတာပါသမီးငရုတ်သီးကိုပြုတ်ပြီးတော့မှဆက်နဲ့ကြိတ်တယ်ဒါပထမဦးဆုံးအလုပ်ပေါ့နော်ပြီးတော့ငပိကိုအစိမ်းကိုကြိုတယ်ကြိုပြီးတော့မှငါးရိုးတွေပဲစစ်ပြီးတော့အမိုက်တလိုက်တွေကိုဆယ်တယ်တန့်စင်ပြီးတော့မှသူ့အချိန်တွေတိုင်းအိုးတွေကိုထည့်တယ်ထည့်ပြီးတော့ငါးစီတက်ကဲပေါ့နော်အချုံမုတ်စားထည့်တယ်ပေါ့နော်ဟိုအရသာကလည်းဟိုစားလို့ကောင်းအောင်ပေါ့နော်ဟိုထိုက်တဲ့လောက်